ဒီကနေ့သာနာတော်နှစ်2562ခုကောဇာတက္ကရာ1380ခုနှစ်ခရစ်နှစ်2018ခုနှစ်ဩဂုတ်လ23ရက်ကြာသပတေးနေ့ဒေါပုံမြို့နယ်အနန္တဝိဇ္ဇာမိုးကုတ်ရိပ်သာတွင်နဲ့ဆင်ကျင့်ပပြုလုပ်အပ်သောတရားစခန်းပွဲဒီကနေ့ညနေခင်းမှာအလုံးသောယောဂီသူတော်စင်တို့အတွက်ဘုန်းကြီးဟောကြားမဲ့တရားကမဟာကပ္ပိနမထေတဲ့ဘိဒ္ဓရဲ့ဗာတရားပါလေမဟာကပ္ပိနမထေရရှင်မင်းဘွားကနေသာနာဘဝင်ရောက်ပြီးတော့တရားဓမ္မတွေကျင့်ကြံကြိုးကိုအားထုတ်အဲ့လိုတရားဓမ္မတွေကျင့်ကြံကြိုးကိုအားထုတ်လို့ယဟန္တာဖြစ်တော့ရောက်ရှိသွားတဲ့သာသနာအာဇာနည်မထေရဘာဖြစ်တယ်အဲ့တော့ယဟန်ဖြစ်ပြီဆိုတဲ့အခါမှာတရားဓမ္မတွေကျင့်ကြံကြိုးကိုအားထုတ်တယ်။ဘာတရားကိုအဓိကအားထုတ်လဲဆိုရင်အာနာပါနကမ္မထံတဲ့။ဘာကမ္မထံဖရာတိုင်းဖရာဖြစ်သူရောက်လာခြင်းဒီအဲ့ဒီအာနာပါနကမ္မထံကြောင့်ပဲ။အာနာပါနကမ္မထံဆိုတာတမထအနေနဲ့လည်းအားထုတ်လို့ရတယ်ဝိပဿနာအနေနဲ့အားထုတ်ရင်လည်းရတယ်။ပြောမယ်ဆိုရင်ဗိဒ္ဓရဲ့ဆွဲဆုံးကမ္မထံပဲ။တမာရီထူထောင်တဲ့ပုဂ္ဂိုလ်တွေရှိဥစွာဝင်လေထွက်လေဆိုတာကဘိဒ္ဓရဲ့မသိမချင်းမရှိဘူးလားဒါကြောင့်ဝင်လေထွက်လေဆိုတဲ့အာယုန်နမိတ်လေးကိုအာယုန်ပြုတ်ပြီးတော့ဒီပေါ်မှာကိုယ့်ရဲ့စိတ်ကလေးငြိမ်သက်မှုရှိအောင်ဒီနေ့ပြောမယ်ဆိုရင်တမာရီရအောင်ဆိုပြီးတော့အဲ့ဒီအာနာပါနကမ္မထံနဲ့တမာရီထူထောင်ကြဒါတော့ဘိဒ္ဓရဲ့ကိုယ့်ရဲ့စိတ်ဓာတ်အခြေအနေကိုယ့်ရဲ့ဝိရိယအခြေအနေကိုယ့်ရဲ့တမာရီအခြေအနေဒါကမူတည်သေးတာပေါ့ဟိုတမာရီထူထောင်ခြင်းရင်ဒီကမ္မထံကိုအာထုတ်ရမယ်ဆိုတဲ့နီးတော့မဟုတ်ပါဘူးနော်အဲ့တော့မြတ်စွာဘုရားကကမ္မထံနီးပေါင်း40လောက်ဟောခဲ့တာပဲကိုကြိုက်တဲ့ကမ္မထံအာထုတ်လို့ရတယ်ဒီကမ္မထံမှာဒီကမ္မထံဆိုပြီးတော့မြတ်စွာဘုရားကမဟောခဲ့ပါဘူးအခုအရှင်မကပ္ပိနဟာဘိနေဒီအာနာပါနကမ္မထံကိုအထူးပြီးတော့အာထုတ်တော်မူခဲ့တယ်အဲ့ဒီလိုအာထုတ်လိုက်သည့်အတွက်နောက်ဆုံးမဲလေးတန်ဖိုလေးတန်ရပြီးတော့ယဟန္တာဖြစ်သွားတယ်ယဟန္တာဖြစ်ပြီဆိုတဲ့အခါမှာသူပြောတဲ့စကားတခွန်းပေါ့အဟောတုခံအလွန်ချမ်းသာတာပဲဆိုပြီးတော့ဒီစကားလေးကိုမကြမ်းမကြာပြောကြလေးရှိတယ်တဲ့အဲ့လိုပြောတဲ့အခါမှာကျန်တဲ့ယဟန်တွေကစဉ်းစားတယ်ဒီကိုတော့ရှင်မင်းဘွားကနေယဟန်ဝက်လာတာဆိုတော့မင်းစည်းစိမ်ကိုတတိယပြီးတော့အလွန်ချမ်းသာမှာပဲလို့ဒီလိုပြောနေရတူတယ်ကွာငါတို့ကသူတို့လိုမဟုတ်ဘူးအခုဒီကိုယ်တော်ကြတော့ပါလေရှင်မင်းဘွားကနေတံဝေကရလို့ဆိုပြီးတော့ယဟန်ဝက်လာတာအဲ့တော့တခါတည်းမင်းစည်းစိမ်ကိုလှမ်းပြီးတော့နော်တတိယဟန်တူတယ်မင်းစည်းစိမ်ကိုတတိယလို့အလွန်ချမ်းသာမှာပဲလို့ဒီလိုပြောနေရတူတယ်ဆိုပြီးတော့အဲ့ဒီလိုအထင်နဲ့မြတ်စွာဘုရားကိုသွားလျှောက်ကြတယ်အဲ့တော့မြတ်စွာဘုရားကအဲ့ဒီမဟာကပ္ပိနခေါ်ခိုင်းပေါ့မြတ်စွာဘုရားကတော့ဘိဓေမဟာကပ္ပိနရဲ့အနေအထားကိုသိနေတော့ဒါကိုမယုံလို့တော့မဟုတ်ဘူးယဟန်တော်များကိုဒီကြောင်းလေးကိုရှင်းပြခြင်းတော့မဟာကပ္ပိနကိုခေါ်ခိုင်းတာအဲ့တော့မဟာကပ္ပိနဘုရားထံရောက်လာတယ်ရောက်လာပြီဆိုတဲ့အခါမှာမြတ်စွာဘုရားကအဲ့ဒီအကြောင်းလေးကိုပြောပြတယ်ဒီမဲကွာရှင်ငယ်ယဟန်တွေကမင်းသိချမ်းသာမှာပဲဆိုတဲ့စကားကိုမင်းစည်းစိမ်တတိယလို့ဒီလိုပြောတာပဲလို့ငါကအဲ့လိုရှောင်းနေကြတယ်ကွာတဲ့အဲ့တော့အလွန်ချမ်းသာမှာပဲဆိုတဲ့စကားဘာကိုယူရပြီးတော့ပြောတာလဲတဲ့အရှင်ဘုရားတဲ့တပည့်တော်ရှင်မင်းဘွားကအခုတော့မချမ်းသာဘူးယဟန်ဘွားဆိုတော့လွတ်လွတ်လပ်လပ်နေလို့ရတယ်လွတ်လွတ်လပ်လပ်သွားလို့ရတယ်ရှင်မင်းဆိုတာကအဆောင်ကြက်တွေခေါ်ပြီးတော့သွားရလာရတာလွတ်လပ်မှုမရှိဘူးဖေယယဟန်ဘဝကြတော့ပါလေလွင်ဒီခေါ်မှာနေရတယ်အမြဲတမ်းလွတ်လပ်တယ်ဒါကြောင့်ယဟန်ဘဝယဟန်ချမ်းသာအမြဲတမ်းမှငြိမ်အေးတာပဲဆိုတဲ့ရည်ရွယ်ချက်နဲ့အလွန်ချမ်းသာမှာပဲလို့တပည့်တော်ဒီလိုပြောရခြင်းဖြစ်ပါတယ်ဖေဟာဆိုပြီးတော့ဘိဒ္ဓရဲ့မဟာကပ္ပိနမထေရကမြတ်စွာဘုရားကိုလျှောက်တယ်အဲ့လိုလျှောက်တဲ့အခါမှာမြတ်စွာဘုရားကအဲ့ဒီမဟာကပ္ပိနကိုအကြောင်းပြုပြီးတော့ဂါထာလေးတစ်ပုဒ်မိန့်လိုက်တယ်ဓမ္မဗိတိဒုက္ခံတိတိဝိပတန္နေနာစေတတာအရိယပဝေတိတေဓမ္မိတရာဓမ္မတိပန္တိတောဘေကဝေငါယေတတော်မြတ်ခြေသာယံတို့ဓ
ဓမ္မပိတိဓမ္မကိုတောက်သုံးတဲ့ပုဂ္ဂိုလ်သည်ဝိပဿနေနာကြည်လင်သောစေတသာစိတ်ထားဖြင့်ဝိပဿနေနာကြည်လင်တဲ့စေတသာစိတ်ထားဖြင့်ဒုက္ခချမ်းသာစွာတည်တည်နေရတယ်ဓမ္မထို့ကြောင့်ပန္တိတော်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သည်ပန္တိတော်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သည်တရဏေရောညပါပဲကာမဆိုင်အချင်းစီတိုင်းအချင်းစီတိုင်းပန္တိတော်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သည်ဓမ္မေတရားမှာရမတိမွေလျော်လေတော့ဤဣတိဤသို့ဘဂဝါဘုန်းတော်ကြောင့်မသက်ခင်ဘုရားရှင်ကိုရောမြတ်သည်ကရေတိကောင်းစွာမဲ့တွေမိတ်ကြတော်မူခဲ့ပါပေတည်းအဲ့တော့အရှင်မကပ္ပိနတိရှင်မင်းဘွားကနေယဟန်ဘွားရောက်လာယဟန်ဘွားရောက်လာပြီဆိုတဲ့အခါမှာတရားဓမ္မတွေအားထုတ်အဲ့ဒီတရားကြောင့်ချမ်းသာလို့သိချမ်းသာတာပဲဆိုတဲ့ဒီစကားလေးပြောရတဲ့ပြောတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒီဂါထာလေးကိုမင်ကြားလိုက်တာဂါထာလေးရဲ့လုံရင်းကတော့တရားရှိတဲ့ပုဂ္ဂိုလ်ဒီငြိမ်းချမ်းတယ်တဲ့အဲ့တော့စဉ်းစားကြည့်ပေါ့တရားရှိတဲ့ပုဂ္ဂိုလ်ငြိမ်းချမ်းတယ်ဆိုတော့တရားမရှိတဲ့ပုဂ္ဂိုလ်ပိဋကရဲ့မငြိမ်းချမ်းဘူးလို့ဆိုလို့တယ်တရားရှိမှငြိမ်းချမ်းတယ်တရားမရှိရင်မငြိမ်းချမ်းဘူးစဉ်းစားကြည့်ပေါ့တရားမရှိတဲ့ပုဂ္ဂိုလ်ဆိုတာပိဋကရဲ့လှုပ်ချင်ရလှုပ်မယ်ပြောချင်ရပြောမယ်ကာယကံကိုလည်းမဆောင်သိဘူးဝစီကံကိုလည်းမဆောင်သိဘူးတချို့ဘုရားတရားမရှိတဲ့ပုဂ္ဂိုလ်တွေဆိုရင်ပိဋကရဲ့နော်ဟာပြောနေသေးကေကွာငါတို့လူဝါကြီးရလာတယ်ဟိုကမလို့ရဓမ္မလို့ရလို့အဲ့ဒီလိုဆောင်စည်းနေမယ်ဆိုရင်ကွာတဲ့လောကကြီးမှာပြောစရာဆိုတာရှိမှမဟုတ်ဘူးတဲ့ပြောနေသေးခဲ့တဲ့အပြောပါကိုကြိုက်တဲ့ပုဂ္ဂိုလ်ကပိဋကရဲ့ဒီလိုတောင်ပြောကြတယ်အဲ့ဒီလိုပြောပါကိုကြက်ပြီးတော့ဘာကောင်းမှုမှမလုပ်တဲ့ပုဂ္ဂိုလ်ဟာဒီလိုနဲ့ပိဋကရဲ့ချင်းကြီးဖြုံးတီးပြီးတော့နော်အသက်တွေကြီးသွားနောက်ဆုံးဘဝနေဝင်ကြီးရောက်ပြီဆိုတော့လူဆိုတာပိဋကရဲ့ကိုယ်ပါလေးကိုနည်းနည်းတော့စဉ်းစားကြတာပဲနော်ငါအခုအသက်30ရှိပြီငါအခုအသက်40ရှိပြီဘာတွေလုပ်ခဲ့ပြီလဲမိသားစုတဲ့တာဝန်ကြီးလားပတ်ဝန်းကျင်တွေငါဘယ်လောက်ထိကောင်းမှုတွေလုပ်ခဲ့ပြီလဲဆိုပြီးတော့ကိုယ့်ရဲ့ဘဝဖြစ်စဉ်လေးကိုတော့အနည်းနဲ့အများဆိုလို့ဒါတွေးမိကြတာပဲနော်အဲကြောင့်မူရဲ့စေဝါတွေဆွဲလို့တခါတည်းဘဝရည်သွမျောတဲ့ပုဂ္ဂိုလ်လည်းပိဋကရဲ့ကိုယ့်ဘဝကိုမကြည်နပ်လို့အဲ့ဒီမူရဲ့စေဝါတို့အရက်သေးစားအောင်နဲ့ပါလေဒါနဲ့မစ်ဖြောက်ပြလိုက်တာတကယ်တော့ကိုယ့်ရဲ့အာဏာချက်ကိုသိတယ်အဲ့ဒါလေးစဉ်းစားလိုက်ရင်ပိဋကရဲ့သူတို့ပါလေကိုအားမရတော့အဲ့ဒီအကြောင်းစဉ်းစားပါလေကိုမကြည်နဲ့တော့အဲ့တော့မထူတော့ပါဘူးကွာဆိုပြီးတော့အဲ့ဒါတွေအကုန်မိတ်သွားအောင်ဆိုပြီးတော့အရက်သေးစားတို့မူရဲ့စေဝါတို့သုံးဆွဲကြတာနော်အဲ့တော့ဆိုရင်ကလူဆိုတာကိုယ့်ဘဝရဲ့အနေအထားကိုယ့်ဘဝအခြေအနေဒါအကဲခတ်ကြတာပဲအဲ့လိုအကဲခတ်တဲ့အခါမှာကိုယ့်ရဲ့အာဏာချက်ကိုတွေ့ပြီဆိုတဲ့အခါမှာစိတ်ချမ်းသာမှုမရှိတော့အဲကြောင့်လောကမှာတဲ့တရားရှိမှငြိမ်းချမ်းတယ်ဆိုတာအဲ့ဒါပြောတာအဲ့တော့ကိုယ့်ဘဝကိုအခုပြန်ပြီးတော့တွေးကြည့်လိုက်ပေါ့အသက်ငယ်ငယ်တုန်းကလည်းငါဘယ်လိုနေခဲ့လဲအခုချိန်မှာကောငါဘယ်လိုနေတုန်းပဲအဲ့တော့ကိုစဉ်းစားလိုက်တဲ့အခါမှာကိုယ့်ရဲ့အားနည်းချက်ကိုယ့်ရဲ့အားသာချက်ကိုလုပ်ခဲ့တဲ့အလုပ်တွေကောင်းတာတွေလည်းလုပ်ခဲ့တယ်မကောင်းတာတွေလည်းလုပ်ခဲ့တယ်အဲ့ဒါတွေပြန်တွေးလိုက်တဲ့အခါမှာကောင်းတာတွေလုပ်ခဲ့တာတွေပြန်တွေးလိုက်ရင်စိတ်ထဲမှာပီတိဖြစ်ပေမဲ့မကောင်းတဲ့လုပ်ရတွေပြန်တွေးလိုက်ရင်ဘိသိက်ပီတိဆိုတာဖြစ်သေးလားပုထုဇဉ်ဆိုမှတော့ကောင်းတာရောမကောင်းတာရောအကုန်လုံးလုပ်ခဲ့တယ်နော်အကုသိုလ်ကင်းတဲ့ပုဂ္ဂိုလ်ဆိုတာပုထုဇဉ်လောကမှာရှိရလားမရှိပါဘူးအနည်းနဲ့အများဒါပဲกว่าတယ်နော်တချို့ကတော့လုံကဲဒုစိုက်တွေလှုပ်တယ်ပေါ့တချို့ကတော့နည်းနည်းပါးပါးလောက်ပဲလှုပ်တယ်ပေါ့အဲ့တော့ကိုယ့်ရဲ့အကြောင်းကိုပြန်တွေးလိုက်တဲ့အခါမှာကောင်းတာတွေလုပ်ခဲ့တာတွေဒါလေးပြန်တွေးလိုက်ရင်ကိုကြည်နဲ့ပေမဲ့မကောင်းတဲ့လုပ်ရက်တွေကိုလုပ်ခဲ့တဲ့ဒုစရိုက်တွေဒါလေးပြန်တွေးလိုက်ရင်ဘိသိက်ကိုပါလေအားမရတော့နော်ကုတ်ဆဆိုတာအဲ့ဒါပြောတာနောင်တရတယ်ဆိုတာဘိသိက်အဲ့ဒါမကောင်းတာလုပ်လို့မို့လားမလုပ်တဲ့နာတွေလုပ်ခဲ့တယ်မပြောတဲ့စကားတွေပြောခဲ့တယ်ဆိုရင်ငါဘာကြောင့်လုပ်ခင်မိပါလေငါဘာကြောင့်ပြောခင်မိပါလေဆိုပြီးတော့ကိုပိဋကရဲ့နော်ပြောမယ်ဆိုတော့အပြစ်တင်တာပေါ့အဲ့ဒါကိုစာပြေကအတ္တနုဝါဒ
သူများဆွဆွဲတယ်ဆိုတာနောက်မှဆွဆွဲတာတဲ့အရင်ဆုံးကိုယ့်ကိုယ်ဆွဆွဲတာတဲ့ဒုစရိုက်လုပ်တဲ့ပုဂ္ဂိုလ်တွေပိဋကရဲ့ကိုယ့်ကိုယ်အရင်ဆုံးဆွဆွဲတယ်ဒီအလို့ကမကောင်းဘူးဆိုတာသိတဲ့ပိဋကရဲ့မဆောင်စည်းနိုင်လို့ကိုယ့်ရဲ့စန္ဒကိုမလွန်ဆန်နိုင်လို့လုပ်ကြတာမကောင်းဘူးဆိုတော့ဗါတယ်သိတယ်လုပ်ပြီးတော့မှငါမှားပါပြီကွာဆိုတာပိဋကရဲ့ပြဆိုတော့ကလည်းမကောင်းဘူးဆိုတာသိတယ်ဘာဖြစ်လို့လွန်ကျူးတာလဲကိုယ့်ရဲ့စန္ဒကိုဗါလေမလွန်ဆန်နိုင်လို့အဲ့တော့မကောင်းမှုလည်းလုပ်ပြီးဆိုဟာငါဘာကြောင့်လုပ်မိပါလဲဆိုပြီးတော့ဒီလိုပါလေနောင်တရသွားတယ်အဲ့တော့နောင်တရတယ်ဆိုတာဘယ်တည်းရဲ့ကောင်းတာလုပ်လို့ရတာမဟုတ်ဘူးမကောင်းတာလုပ်လို့နောင်တရတာဒါကြောင့်တရားရှိမှငြိမ်းချမ်းတယ်ဆိုတာအဲ့ဒါပြောတာတရားရှိမှငြိမ်းချမ်းတယ်ဆိုတော့တရားမရှိတဲ့ပုဂ္ဂိုလ်ဒုစရိုက်တွေလုပ်နေတဲ့ပုဂ္ဂိုလ်ဒီဘယ်တည်းရဲ့မငြိမ်းချမ်းဘူးအဲ့ဒါကိုမြတ်စွာဘုရားကဒီခါတာလေးနဲ့ပြောပြနေတာဓမ္မပိတိဒုက္ခတိတိဝိပဿန္ဒေနာစေတတဓမ္မပိတိဓမ္မကိုတောက်သုံးတဲ့ပုဂ္ဂိုလ်သည်ဝိပဿန္ဒေနာကြည်လင်သောစေတတစိတ်ထားဖြင့်ဓမ္မနဲ့နေတဲ့ပုဂ္ဂိုလ်ဓမ္မကိုတောက်သုံးတဲ့ပုဂ္ဂိုလ်သည်ဘိဓာရဲ့သူ့ရဲ့စိတ်ကလေးကကြည်လင်နေတဲ့ဘာဖြစ်လို့ကြည်လင်တာလဲကောင်းတာတွေလုပ်ခဲ့လို့ကိုလုပ်ခဲ့တဲ့အလှူဒါနတွေကိုလုပ်ခဲ့တဲ့သီလကောင်းမှုတွေကိုလုပ်ခဲ့တဲ့ဘာဝနာကောင်းမှုတွေပြန်တွေးကြည့်လိုက်ပေါ်စိတ်ထဲမှာကျေနပ်တယ်။ဘာဖြစ်လို့ကျေနပ်တာလဲဆိုတော့ကောင်းတာတွေလုပ်ခဲ့လို့ကောင်းတာတွေလုပ်ရစိတ်ကကျေနပ်လေစိတ်ကကျေနပ်လေဒီစိတ်ကလေးကကြည်လင်လေပဲအဲ့ဒီကြည်လင်သောစိတ်နဲ့နေရင်ဘဝဟာချမ်းသာတယ်ဝိပဿန္ဒေနကြည်လင်သောစိတ်ထားဖြင့်ဒုက္ခတေတိချမ်းသာစွာနေရတယ်။ဘာကြောင့်လဲကောင်းမှုလုပ်လို့ကောင်းမှုလုပ်ရင်စိတ်ကြည်လင်တယ်ဆိုတော့မကောင်းမှုလုပ်ရင်ဘိဓာရဲ့စိတ်မကြည်လင်တော့အဲ့ဒီမကြည်လင်တဲ့စိတ်နဲ့နေကြည့်ဘဝပါလေမငြိမ်းချမ်းဘူးအဲကြောင့်ဓမ္မကိုတောက်သူမှဘဝဟာငြိမ်းချမ်းတယ်ဓမ္မမရှိဘူးတရားလက်ကံမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဘိဓာရဲ့နောက်ဆုံးဘဝနေဝင်ချိန်မှာကိုတွေးပြီးတော့နောင်တရတယ်တဲ့တခါကြီးတယောက်ဆိုရင်စီစဉ်ဥစ္စာတွေပြည့်စုံပါတယ်ယာတို့လည်းထိုက်တဲ့လောက်ရှိပါတယ်ဒါပေမဲ့အတော့စားတွေနဲ့အချိန်ကုန်အသက်50လောက်မှယောဂတစ်ခုကြောင့်ဗိဓာရဲ့ဆေးရုံရောက်သွားသူယောဂလည်းကုလို့မရတဲ့ယောဂဆိုတော့ပြောရှာတယ်ငါမသိခြင်းသေးဘူးကွယ်သားတွေသမီးတွေဆွေတွေမျိုးတွေကိုပြောပြတယ်ငါမသိခြင်းသေးဘူးငါဘာမှကောင်းမှုဆိုလို့မေရမလုပ်ခဲ့ရသေးဘူးသွားမယ်လာမယ်စားမယ်တောင်းမယ်ပြောမယ်ပါမယ်ဒါတွေနဲ့ငါဒီအချိန်ကုန်ခဲ့တယ်ကောင်းမှုဆိုလို့မေရမလုပ်ခဲ့ရသေးဘူးဒါကြောင့်ငါမသိခြင်းသေးဘူးအဲ့ဒီစကားဘာကြောင့်ပြောတာလဲဆိုရင်နောင်တကြောင့်အဲ့ဒီနောင်တဘာကြောင့်ရမကောင်းမှုလုပ်ခဲ့လို့အဲ့ဒီနောင်တဘာကြောင့်ရကောင်းမှုတွေမလုပ်ခဲ့လို့ငါမှကောင်းမှုဆိုလို့မေရမရှိသေးဘူးငါမသိခြင်းသေးဘူးကွာအဲ့ဒီလိုပြောနေတဲ့ဈာကပဲဗိဓာရဲ့သိမင်းကခေါ်သွားတယ်သိမင်းခေါ်ပြီးဆိုရင်ဗိဓာရဲ့ညင်းလို့ရရဲ့လားအဲ့ဒါလေးကိုလည်းဗိဓာရဲ့တွေးထားရမယ်နော်ဘုန်းကြီးတို့တက္ကမတို့အခုရှင်တန်ခွင့်ရတယ်ဆိုတာအဲ့ဒါသိမင်းကမခေါ်သေးလို့ဗျနော်သိမင်းနာခေါ်ရင်မေးတဲ့နောက်ကနေလိုက်သွားရမှာပဲငါကုသိုလ်တွေမလုပ်ရသေးလို့နေပါအောင်ဆိုပြီးတော့ဒီလိုဗိဓာရဲ့တားဆီးလို့မရဘူးဒါကြောင့်ရှင်တန်နေတဲ့အခိုက်တန့်လေးကိုတန်ဖိုးထားတတ်ဖို့လိုတယ်နော်ဒီလူရဲ့ဗီဇာကလည်းဗိဓာရဲ့လွန်သွားမှတန်ဖိုးသိတာဗျာရမ်းနေတဲ့အခိုက်တန့်မှာတော့သိပြီးတော့တန်ဖိုးရမှာမသိချင်ဘူးနော်ဒါလေးကိုဗိဓာရဲ့မကြစဉ်းစားရတယ်ဟောငါရှင်တန်နေလို့ပါလေဒီကောင်းမှုတွေလုတ်ခွင့်ရတာသေမြတ်သေသွားမယ်ဆိုရင်လုတ်ခွင့်မရတော့ဘူးအဲ့တော့ငါရဲ့ရှင်တန်ခြင်းဟာတန်ဖိုးဖြတ်လို့မရပါလားငါခုရှင်တန်နေတယ်သိကံကောင်းတာပဲလို့ဗိဓာရဲ့စဉ်းစားတဲ့ပုဂ္ဂိုလ်မတန်နေတယ်နော်ငါအသက်ရှင်နေတယ်ဟေးကံသိကောင်းတာပဲတခါကြီးတွေးဘူးလားဒီကနေ့တော့ဗါလေငါရှင်းတန်းနေတယ်ရှင်းတန်းနေလို့ဗါလေဒီကောင်းမှုတွေလွတ်ခွင့်ရတာသေမြန်းသေသွားရင်ငါလွတ်ခွင့်မရတော့ဘူးရှင်းတန်းခြင်းရဲ့ဗါလေတန်ဖို့ပေါ့အဲ့တော့သေမြန်းကဗိဓာရဲ့အချိန်မရွေးကိုဗါလေခေါ်နိုင်တယ်ဆိုတာလေးကိုဒါလေးစဉ်းစားမိရင်ရှင်းတန်းခြင်းရဲ့တန်ဖို့ကိုသိတယ်နော်ဘုရားကတကာကြီးလိုမဖြစ်စေနဲ့ပေါ့ငါမသိခြင်းသေးဘူးကွာကောင်းမှုဆိုတော့မေရမလို့ရသေးလို့ဒါကြီးမဲ့ဗိဓာရဲ့မရပါဘူးသေမင်းကခေါ်သွားတာပဲအဲ့ဒါဘာကြောင့်လဲဆိုရင်ဗိဓာရဲ့ကောင်းမှုမလုပ်ခဲ့လို့ပေါ့နော်အဲကြောင့်တရားမရှိရင်မငြိမ်းချမ်းဘူးဆိုတာအဲ့ဒါပြောတာဓ
Dhamma piti dukkhantiti Vaipa tanena setata Ariya bhavedi dhammedara dhammati Pandito Dhamma piti dhammago Tautone bogodi Vaipa tanena jilendo setata Setapin dukkhachanta swaditi neyare Dhamma dojo pandito Nyanshire bogodi Dharani yo nyava Bekha mesai achensirai Pandito nyanshire bogodi Dhammi dhyama ramati Mwelyo liroyi Iti ito bhagawa Bono chokpa tekin Bhyashin koro myati Kariti kongswa medwe Mejado Mukhe bhabe tati Shema Kapina Yahanda Adiyago Adika Atule Anabana Gametan Along the Vare, when it really Sumate Gametango, Anabana Gametan lo Kore. Adi Gametango Atu the Adwe Shema Kapina Beda Yahanda Shetwa Adi Shema Kapina Nebadabiro Myasa Viaga Main Ere Chetaru Di Kapina Benyama Benini, Benya Beyo Yo. Kanago Losada, Kanago Yari, Minu Tribulare. Yahani go Milada Miasaviaga, Simiare, alone Yene Gurovia, Diana Len Yeni Rave, Dwayne Lion in the Kali, Yelali Chavido, alone Yen de Devia, Kanago Yene, no Losade Sora, Davido, Matribu Fia. Chetaro era Pajam de Dilare, Madiva Fia, E Mataja, Anapanaja. Tababiola les a made the Anamana Gamadango, Sipian Bogudi, Tamari Agong Nelu Suluri. Tamari Agoma Nina Mola. Tamari machine made the sick of Hapshin, Yoya Canny. They get on Lu Lodes or Saint Luluvia. Lunyane Sualevale, Saint Luve, no? This is Linian Bude made the Tamari Agami. Tamari Agone Bogudi, Kanago Valley, Yene, ain't it Yarebo. Chedaro, Kabina, Kanago, Lucian, Yen, Mashi Wusura, Era Anabana Jangua. Jimmy Amisi Vavia. And then Yasavia, the Adamanaya, Chuchi Subo, Edaligo May. Pekawing Aidaro Miachida Yanu, Anabana de Damadida, Anabana Gametango. Awida Bwamia, the Epijan Lago. Ahu ligada Jima Miaswa Bulo the Epijan Lago. Awida Bwamia, the Epijan the Lago. Bahu ligada Jima Miaswa Bulo the Epijan the Lago. Kayada Hori Gukanai, Azi Dada, what don't load the Epi Lago. Pani Dada, why Yang the Epi Lago, Newa, Hodi, Mapi Babi. Say that I say, Azi Dada. Don't load the Epidilagon, Pandita, Danwa, Yang the Epidilagon. Now Hodi, Mapi Babi. Chetaru Mataja. Anamana Gamatango, Sipiane Bogodi, Kanagole Nyene, Sayle Nyene. Pavilo Nyenale, Tamari Akondu. That's when Tamari 2 Tome Bogodi, Bedaye, Digamataha. I think Leozome, Sobiro, Tizagago, Gien, Dilo, Coche Chalo, Mayavula. Taime Digamatama, Digamata, Atoyamaludo, Solo, no? Dalido, Bedaye, Naleta, Guye. Say Sandago, Jeep, Dalido, Lipet, Daro, and Mapship who's weird, Daro, go chini, go, Tondayara, no? Ero Anamanagamatan, Sipiane Bogudi, the Mari Agone, Lu, Soluri. Hello, Sipamle, only 12, Ayo Nemeli go say, Pola. Say many woos and Beda, Canana needed, Yet Bido Atode, no? Canana Nilo Corde. One late 12 day, one late 12 one late 12 though, the say tea bob, no? The say Teddy Jolo Mayao. Among Nga out there, Yolo Mayao. One late 12 day, one late 12 one late 12 though, one late 12 one late 12 Nga, the Lone Yatine Ya. Alone Amia was went, the say tea dead bob.
အဲ့တော့ရေတွက်ပြီးတော့အထုရင်ဘိသက်ရဲ့ကိုယ့်ရဲ့စိတ်ကလေးကဒီအာယုံမှငြိမ့်နေတယ်တဲ့ဘာကြောင့်လဲရေတွက်ပြီးတော့အထုလို့တဲ့အဲ့ဒါကိုဘာပြောလဲဂဏနာတိလို့ခေါ်တယ်ဘယ်အချိန်ထိအထုရမှာလဲဆိုရင်သတ်မှတ်ချက်တော့မရှိဘူးကိုယ့်ရဲ့စိတ်ကလေးငြိမ်တဲ့အချိန်ထိပေါ့ဗျာဒါတော့ကိုယ့်ဟာကိုယ်သိရမယ်ပေါ့မငြိမ်သေးဘူးဆိုရင်ဘိသက်ဂဏနာတိကိုဆက်လက်ပြီးတော့အထုဂဏနာဆိုတာပါဠိလို့မြန်မာလို့ဆိုတော့ရေတွက်ပြီးတော့အထုတ်တယ်နော်ဝင်လေထွက်လေတစ်ဝင်လေထွက်လေနှစ်တခါကြီးတွေအထုတ်ဖူးလားတမာရီအားကောင်းရင်တော့ပိဋကတ်မလို့ဘူးနော်တမာရီမရဘူးဆိုရင်ပြောတာအတန်တွေကစူညာနေတာတွေပေါ့နော်တခါတည်းကိုယ့်ရဲ့စိတ်ကလည်းဟာလူမွေးကိစ္စစီးပွားရေးကိစ္စတွေကြောင့်တောကတွေနှိမ့်ဆက်နေတာမျိုးပေါ့အဲ့ဒီလိုပိဋကတ်ရဲ့အပူတွေနှိမ့်ဆက်ပြီးဆိုရင်စိတ်ကနောက်ဆန်တင်းနော်အဲ့လိုနောက်ဆန်တင်းနေဒီအာယုံပေါ်မှာစိတ်ကိုပါလေတင်လို့မရအောင်တင်လို့မရရင်ပါလေရေတွက်ပြီးတော့အာထုတ်ဝင်လေထွက်လေတဲ့ဝင်လေထွက်လေနှစ်ဆိုပြီးတော့ဒါကိုပိဋကစုစိုက်ပြီးတော့မှတ်ပါဒါဆိုရင်တမာတိရလာလိမ့်မယ်အတိုင်းဒါတော့ပိဋကရဲ့ကိုယ့်ပေါ်မှာမူတည်တယ်နော်တဏှာကြီးအထုတ်ရမယ်နှစ်နာရီအထုတ်မရှိဘူးအဲ့ဒီလိုရေတွက်လို့တမာရီရသွားပြီဆိုရင်ပိဋကရဲ့နောက်ဆုံးဝင်လေထွက်လေကိုငြိမ်သွားအောင်ရှုရဘယ်လောက်ထိငြိမ်အောင်ရှုရမလဲဆိုရင်ပိဋကရဲ့ဝင်လေထွက်လေရှိကိုရှိသေးရဲ့လားလို့ဒီလောက်ထိအောင်ရှုရမယ်ရှိတော့ရှိရင်နော်ဝင်လေထွက်လေကတော့ရှိနေတယ်မသိမချင်းရှိနေတာကိုဗျဒါပေမဲ့စိတ်ထဲမှာရှိကိုရှိသေးလားလို့ဒီလိုတောင်ဖြစ်သွားတယ်ဘာကြောင့်လဲတမာရီအားကောင်းလို့နော်တမာရီအားကောင်းပြီဆိုပိဋကအဲ့တိုင်းကိုဖြစ်သွားတာရှိတော့ရှိတာပေါ့ဗျာမရှိရင်သေမှာပေါ့ဟုတ်တယ်မဟုတ်လားဒါပေမဲ့ရှိပြီမဲ့လည်းပါလေရှိမှမသိရလောက်အောင်ဒီလိုဖြစ်သွားတယ်ဝင်လေထွက်လေကငြိမ်နေလို့ခုနကပြောခဲ့ပြီဒီယုတ်တရားကြီးငြိမ်နေဆိုတာပါလေစိတ်ကငြိမ်လို့ပဲစိတ်ငြိမ်နေဆိုတာလည်းပါလေတမာရီအားကောင်းလို့ပဲတမာရီအားကောင်းတယ်ဆိုတာလည်းပဲဒီအာယုံပေါ်မှာကိုယ်စိတ်ကလေးကကပ်နေလို့ပဲဘလို့မှဒီအာယုံမောနော်တင်လို့မရဘူးဆိုရင်တော့ရေတွက်ပြီးတော့ရှုမလိုက်ရေတွက်မှကိုယ်စိတ်ကလေးတမာရီရသွားပြီဆိုရင်ဗေဒရဲ့ဒါလေးကိုဝင်လေထွက်လေဝင်လေထွက်လေဆိုပြီးတော့မရေတွက်ဖက်နဲ့ကိုယ့်အကိုရှုပေါ့ဘယ်လောက်ထိရှုရမှာလဲဒီဝင်လေထွက်လေရှိကိုရှိသေးရဲ့လားအဲ့လောက်ထိကိုဗေဒရဲ့နော်ငြိမ်သက်သွားအောင်ရှုရမယ်တဲ့အဲ့ဒါကိုဗေဒရဲ့ဒါအာနာပါနကိုသမထအနေနဲ့ရှုတာပဲရှိတယ်နော်ဝိပဿနာအဆင့်မရောက်သေးဘူးဝိပဿနာဆိုတာကယုတ်တရားနံတရားဖြစ်ခြင်းသဘောပြခြင်းသဘောဒီအထီအောင်ပါလေသူကမှတ်ရတာအခုသမထရှုမှတ်ပြီဆိုရင်ယုတ်တရားတွေနံတရားတွေအနိစ္စတွေဒုက္ခတွေသိเสียလို့လားမလို့ဘူးစိတ်ကလေးပါလေငြိမ်ဖို့ပဲစိတ်ငြိမ်မှလည်းတမာရီအားကောင်းပါတမာရီအားကောင်းမှလည်းဉာဏ်ထက်မြက်တယ်တမာဟိတောယထာဘူတံပဇာနာတိတမာရီအားမကောင်းဘူးဆိုရင်ပိဋကရဲ့ဒီဉာဏ်ပညာမထက်မြက်ဘူးဒီဉာဏ်ကမထက်မြက်ရင်ပိဋကရဲ့ယုံနာဆိုတာလည်းသိစရာအကြောင်းမရှိဘူးဖြစ်ခြင်းသဘောပြခြင်းသဘောဆိုတာလည်းပိဋကရဲ့မြင်စရာအကြောင်းမရှိဘူးအဲ့ဒီလိုသိဖို့ဉာဏ်ထက်မြက်ရမယ်အဲ့ဒီဉာဏ်ထက်မြက်ဖို့အတွက်တမာရီအားကောင်းအဲ့ဒီတမာရီအားကောင်းဖို့အတွက်ဝင်လေထွက်လေဒီအာယုံလေးကိုပဲစုဆက်ပြီးတော့မှတ်ရမယ်။ဩဝင်လေထွက်လေယုတ်တရားဘာကိုထိသွားလဲနှာသီးပြားလေးကိုထိသွားတယ်။ဩထိစေရဒါလေးကလည်းယုတ်တရားပဲ။ဩအဲ့ဒါလေးထိတော့ထိမှန်းသိတယ်။ဝင်လေထွက်လေယုတ်တရားထိစေရလေးကယုတ်တရားသိတဲ့စိတ်လေးကနန္တရား။ဩယုတ်တရားနန္တရားဒီသုံးချက်ပဲတွေ့ရပါလား။ဘယ်မဲ့လဲတတ်တယ်ဝါဘယ်မဲ့လဲငါဘယ်မဲ့လဲသူဩငါဆိုတာရှာလို့မရဘူးဖြစ်ပြီးရင်ပြတ်သွားတယ်ကဲပြတ်ပြီဆိုရင်ပိဋကရဲ့ဘာရှိသေးလဲဘာမရှိရင်တုံညဒါနဲ့ဘုန်းကြီးတို့ကတုံညကိုငါလုပ်နေကြတယ်တုံညတော့လောကံအဝိခတ်တုလောကကြီးကိုတုံညတော့တုံညအားဖြင့်အဝိခတ်တုမြင်အောင်ကြည့်ရတကယ်တော့ပုံရိပ်လေးတွေပဲအရေးဆိုတာတကယ်ထင်ရှားရှိရဲ့လားတကယ်တော့ပုံရိပ်လေးတွေဒါယောက်ျားပဲဒါမိန်းမပဲဒါဘုန်းကြီးပဲဒါယောဂီပဲပုံရိပ်လေးတွေပဲအားကြောင့်လေဖြစ်ပြီးရင်
ပြက်ပြက်တယ်ဆိုမှတော့ဘေးသားကြီးဘာမှမရှိတော့ဘူးမရှိရင်တုံညလေအဲ့ဒီတုံညကိုဘုန်းကြီးတို့ကငါလုံနေကြတယ်အဲ့ဒါကိုဘာပြောလဲတက္ကာယဒိဋ္ဌိယင်ဝလှန်စုရင်အဲ့ဒီလှန်ကိုပါလေဆွဲနှုတ်ရတယ်လို့ပဲကိုယ်ရင်ထဲမှာဘာရှိတယ်တက္ကာယဒိဋ္ဌိရှိတယ်အဲ့ဒါငါဆွဲတကယ်တော့ငါဆိုတာရှိရလားအခုကြည့်လေဝင်လေထွက်လေဒါလေးကိုဆက်ပြီးတော့ကြည့်လိုက်စမ်းဘိသိက်ဝင်လေထွက်လေဒီယုတ်တရားထိစရာလေးဒီယုတ်တရားသိတဲ့စိတ်ဒီနန္တရားဒီ၃ချက်ပဲရှိတယ်ယုတ်တရားနဲ့နန္တရားဒီနှမျိုးပဲရှိတယ်အသေးသေးခွဲလိုက်တော့၃ချက်ပေါ့အနှစ်ချုပ်ပြောရင်တော့၂ချက်ပေါ့ဝင်လေထွက်လေလည်းယုတ်တရားပဲထိစရာလေးကလည်းယုတ်တရားပဲသိတဲ့စိတ်ကတော့နန္တရားဒီလိုသိအောင်ရွှေ့ရင်တော့ဘိသိက်ဒါပါလေဝိပဿနာဝင်လေထွက်လေဝင်တဲ့ထွက်တိုင်းထိတာလေးကိုသိနေတယ်ဒါလေးပဲစိုက်ပြီးတော့ရှုနေတယ်ဆိုရင်တော့ဒါပါလေသမထဒါလေးလည်းပိဋကတ်ရေနော်နားလဲအောင်လေ့လာသမထသည်စိတ်ငြိမ်ဖို့တမာရိရဖို့ဝိပဿနာသည်ဖြစ်ခြင်းသဘောပြည့်ခြင်းသဘောယုတ်တရားနံတရားသိဖို့ဒါပေမဲ့သမထသည်ဝိပဿနာရဲ့အထောက်ကူတမာရီအားကောင်းမှဉာဏ်ထက်မြက်တယ်လို့ပြောခဲ့ပြီလေဉာဏ်ထက်မြက်ဖို့အတွက်တမာရီကအထောက်ပံ့ပေးတယ်အဲ့ဒီတမာရီအားကောင်းဖို့အတွက်သမထကိုရှော့တာဘုရားကုံတော်ပေါင်းများတယ်သမထပဲမေတ္တာပို့တယ်သမထပဲဝင်လေထွက်လေဝင်လေထွက်လေဒါတစ်ခုတည်းဆက်ပြီးတော့ရှုတယ်သမထပဲအဲ့ဒီကနေတဆင့်ဝင်လေထွက်လေဖြစ်လိုက်ပြလိုက်ပဲထိသီးစိတ်ဖြစ်လိုက်ပြလိုက်ပဲဒီလိုရှုရင်တော့ပရိသတ်ရဲ့ဘာဖြစ်သွားမလဲဝိပဿနာအရှင်မကပ္ပိနဘယ်နေရာရောက်ဘယ်နာဘယ်ပရိသတ်ရဲ့ထိုင်လဲဟာခန္ဓာကိုယ်လှုပ်ရှားတဲ့ရည်ရင်နဲ့မရှိဘူးအဲ့ဒါဘာကြောင့်လဲဒီအာနာပါနကမ္မထံကြောင့်စိတ်သားတို့ခန္ဓာကိုယ်ငြိမ်ဖို့အတွက်အိဇိတတံဝါဖန္တိတတံဝါတုံလို့တည်ရင်လည်းမရှိဘူးစိတ်တတဒီစိတ်အိဇိတတံဝါဖန္တိတတံဝါလှုပ်ရှားတဲ့ရင်းရတယ်မရှိခြင်းသည်ဘာကြောင့်လဲဆိုရင်ဒီအာနာပါနကမ္မထံကြောင့်ပဲတဲ့ဒါကြောင့်မဟာကပ္ပိနကိုကြည်ကြဟေအလွန်ငြိမ်နေกว่าအဲ့ဒါအာနာပါနရဲ့စွမ်းရည်ပဲဆိုပြီးတော့မြတ်စွာဘုရားကအမိန့်ရှိလိုက်တယ်အဲ့တော့အာနာပါနရဲ့အကျိုးကျေးဇူးပေါ့ဒါလေးကိုဘုန်းကြီးကပြောချင်တာအာနာပါနရဲ့အကျိုးကျေးဇူးစီပါလေတမာရီအားကောင်းတယ်ဒါလေးကိုပြောချင်တာတမာရီမရဘူးဆိုရင်ရေတွဲပြီးတော့ရှုရေတွဲလို့တမာရီရတာပြီဆိုရင်ပိဋကရဲ့ဝိပဿနာဘက်ကိုကူးလိုက်ဘယ်လိုကူးရမှာလဲဝင်တိုင်းထွက်တိုင်းနာသီပြားလေးကိုထိသွားတယ်ထိသိသတိပေါ့နော်အဲ့ဒါလေးကိုပိဋကရဲ့ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါမှာဖြစ်တာတွေပြက်တာတွေအဲ့ဒီထိကိုပါလေရောက်အောင်ရှုမှပါလေဝိပဿနာအရှင်မကပ္ပိနယဟန္တာဖြစ်ခြင်းဒီဒါအာနာပါနကြောင့်ပဲတဲ့တမာရီအားကောင်းတယ်နော်ဒါဒီမဲလားဆိုတာပိဋကရဲ့မကသေးဘူးတဲ့ဟောဒီအာနာပါနကမ္မဋ္ဌာန်းကိုရှင်းပြရင်တဲ့သက်တမ်းကိုလည်းအတိအကျသိနိုင်တယ်ဘယ်လိုသိနိုင်တာလဲဆိုရင်ပိဋကကြီးရှိတော်ကယဟန္တာမထေရတပါးဥပုပ်နဲ့ဥပုပ်ပြုတယ်လူတွေမှာဥပုပ်စောင့်တာပေါ့ဘုန်းကြီးတို့ယဟန်တော်များလည်းပိဋကရဲ့ဥပုပ်ပြုရတယ်ဥပုပ်စောင့်တယ်လို့တော့မခေါ်ပါဘူးယဟန်တော်များဥပုပ်ပြုတယ်တိမ်ထဲမှာဝင်ပြီးတော့ယဟန်တော်များအတွက်သတ်မှတ်ထားတဲ့စီကံသိက္ခာဖို့နော်စီကံတွေကိုအဲ့ဒါကိုရွတ်ဖတ်ပြရတယ်ဒီစီကံတွေလွန်ကျူးရင်အပြစ်တင်မှာဆိုလို့တတိပေးသောအဖြစ်ပေါ့အဲ့ဒါကိုတပားရင်ရွတ်ပြတော့ကျန်တဲ့ယဟန်တွေကအားလုံးအဲ့ဒါလေးကိုနော်နာယူမှတ်သားရတယ်အဲ့ဒါကိုဘာပြောလဲဆိုရင်ဥပုပ်ပြုတယ်တဲ့တိမ်ထဲမှာဝင်ပြီးတော့လာပြီးလာွယ်တလကို2ကြိမ်ဥပုပ်ပြုရတယ်ဒါယဟန်တော်များရဲ့စီကံတစ်ခုပေါ့အဲ့ဒီယဟန္တာမထေရတပါးသည်အဲ့ဒီဥပုပ်နေ့ရောက်တဲ့အခါမှာဥပုပ်ပြုပြီးတော့ယင်းနေတဲ့ယဟန်ငယ်များကိုခေါ်ပြီးတော့ငါရှင်တို့ကောင်းကင်ညာလှမ်းကြည့်စမ်းကွာတဲ့လာမင်းကြီးအလွန်သားနေတယ်အဲ့တော့ငါသက်တမ်းကိုငါလှမ်းကြည့်တယ်ငါသက်တမ်းမကြံတော့ဘူးငါမကြခင်ပရိနိဗ္ဗာန်ဆံတော့မယ်ဟာရှင်ဘုရားဘာဖြစ်လို့လဲငါသက်တမ်းကုန်တော့မယ်ကွာ
အရှင်ဘုရားဘလို့သိလဲအာနာပါနကမ္မထံကြောင့်ငါတဲ့တန်ကုံတော့မေမကြတော့ဘူးဟာရှင်ဘုရားသိကြရဲ့လားအဲ့လိုဆိုရင်ကွာကဲငါဟောဒီမဲ့ဇင်းညာနော်ဒီဇင်းညာကနေဒီဇင်းညာအစွန်ဖျားကနေဟိုဘက်အစွန်ဖျားကိုငါလမ်းလျှောက်ပြီးတော့ဒီနေရာရောက်ပြီဆိုရင်အဲ့ဒီဇင်းညာအစွန်ကနေဒီဘက်ကိုပြန်လာမယ်ပြန်လာလို့ဟောဒီနေရာရောက်ပြီဆိုရင်ငါပရိနိဗ္ဗာန်ဆံမယ်အတိုင်းအတာနော်အချိန်အတိုင်းအတာကိုအတိအကျပြောလိုက်တယ်ဒီဘက်ကနေဟိုဘက်ကိုဇင်းညာလျှောက်ဟိုဘက်ကနေဒီဘက်ကိုပြန်လာတဲ့အချိန်မှာဟောဒီနေရာလေးရောက်ပြီဆိုရင်ဆိုမြင်းသားလိုက်တယ်ငါဒီနေရာရောက်ရင်ပရိနိဗ္ဗာန်ဆံမယ်ကွာဩဟုတ်လားဗျာယဟန်ဒီအလုံးကပိဋကတ်ကြီးအဲ့ဒီအရှင်မြတ်ကိုဝိုင်းပြီးတော့ကက်ခတ်နေကြတယ်အဲ့ဒီအချိန်မှာတဲ့အဲ့ဒီယဟန်တာမထေရသည်ဒီဘက်အစွန်းကနေဟိုဘက်ဇင်းညာအစွန်းဒီလမ်းလျှောက်တယ်ဇင်းညာကမ္မထံမို့အဲ့ဒီဘက်ကနေဒီဘက်ကိုပြန်လာတယ်ခုနမြင်းသားထားတဲ့နေရာရောက်ပြီဆိုတဲ့အခါမှာပရိနိဗ္ဗာန်ဆံသွားတယ်။ဘာကြောင့်လဲအာနာပါနကြောင့်အာနာပါနအထုတ်ရင်ကိုယ့်ရဲ့သက်တမ်းကိုလည်းအတိအကျသိနိုင်တယ်။ဒါတော့ယဟန္တာပုဂ္ဂိုလ်ကိုဘုန်းကြီးတို့ပုထုဇဉ်ပုဂ္ဂိုလ်တွေဆိုရင်တော့ထိုက်တဲ့လောက်မှတ်ဆနိုင်တယ်ပေါ့နော်။တချို့ဆိုရင်ငါကွာဒီနှစ်တော့နေရမှာမဟုတ်တော့ပါဘူး။ဟောဒီလိုလေးပြောတကယ်လည်းပိတ်တဲ့ရေနော်။သူပြောတဲ့အတိုင်းပဲဆုံးသွားတာပဲအတိအကျမဟုတ်မြဲဗိဒ္ဓရဲ့ထိုက်တဲ့လောက်မှတ်ဆလို့ရတယ်ပေါ့မှတ်ဆလို့ရတော့ဘာဖြစ်လဲကြိုတင်ပြီးတော့ပြင်ဆင်ခြင်းရတာပေါ့ဗျာနော်သိမယ်မထင်ဘူးဆိုရင်ဗိဒ္ဓဟာသွားမယ်လာမယ်စားမယ်တောက်မယ်ဆိုတဲ့ဒီလိုစိတ်တရားဖြစ်ခြင်းဖြစ်မှာကိုဗျာတရားတော်မယ်လို့တွေးလိုက်ရင်ဗိဒ္ဓရဲ့နောက်ဘုရားနောက်တမန်တော်ဘုရားငါရိတ်ခါတွေဘလောက်ထိနော်ထုတ်ပြီးပြီလေကိုယ့်ရဲ့အနေထားကိုသုံးသပ်တယ်ဒါကြောင့်မင်းတို့သေမယ်လို့သိရင်ကြိုတင်ပြီးတော့ဗာလေပြင်ဆင်ခြင်းရတယ်အဲ့ဒီလိုသိဖို့အတွက်ဆိုရင်ဘာကိုအားထုတ်ရမလဲအာနာပါနကိုအားထုတ်တက်တန်းကိုအတိအကျသိနိုင်တယ်ဒါတော့ယဟန္တာပုဂ္ဂိုလ်တွေအဲ့တော့အရှင်မကပ္ပိနအမတမငြိမ့်တဲ့ဘာကြောင့်လဲဒီအာနာပါနကြောင့်ဒါကြောင့်မြတ်စွာဘုရားကချီးကျူးတယ်အဲ့တော့ဘိဓရဲ့ဒီအရှင်မကပ္ပိနရဲ့ဘဝဖြစ်စဉ်ပေါ့ကုက္ကုတဝေဒီနေပြည်တော်မှာတိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့ဘယင်တစ်ပါးပဲသူ့ရဲ့မိဖုရားကြီးကအနောဇာတဲ့တိုင်းပြည်ကလည်းချမ်းသာတယ်လူထုကလည်းသဘောကျတယ်အဲ့တော့ဘိဓရဲ့အမတန်မှစီကားတဲ့တိုင်းပြည်မှာဒီမဟာကပ္ပိနနော်ဘယင်အဖြစ်အဲ့ဒီမှာစံမြန်းနေတဲ့အချိန်အဲ့ဒီတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့တရက်ဘိဓရဲ့တိုင်းကန်းလှည့်လေတယ်ပေါ့အဲ့ဒီလိုတိုင်းကလှည့်လေပြီးတော့ဥယျင်ကိုသွားအဲ့ဒီဥယျင်ကိုအသွားမှာလမ်းမှာကုံတယ်တွေနဲ့တွေ့ကုံတယ်နဲ့တွေ့တဲ့အချိန်မှာမေးတယ်ပေါ့ဘယင်ကြီးကဟာကုံတယ်တွေပါလားကုံတယ်တွေဘယ်ကနေရောက်လာပြီးတော့ရောင်းဝယ်လုပ်နေကြတာလဲဗပစ္စည်းတွေရောင်းတာလဲဆိုပြီးတော့ဘိဓရဲ့နှုတ်ဆက်စကားနဲ့လှမ်းပြီးတော့ပြောလိုက်တဲ့အခါမှာကုံတယ်တွေကမမဖျားတပည့်တော်တို့တာဝိထိကနေဒီကိုရောက်လာတာပါဖျားဆိုပြီးတော့အဲ့ဒီအကြောင်းလေးပြောပြဒါဆိုရင်တဲ့အဲ့ဒီမှာဘာသတင်းထူးလဲတဲ့တခြားတမ်းမြေကဘိဓရဲ့ကုံတယ်တွေရောက်လာပြီဆိုရင်စနစ်နာတယ်ပေါ့နော်အဲ့ဒီတမ်းမြေမှာဘာတွေဖြစ်နေပြီလဲစီးပွားရေးကြီးပွားရေးကဘလို့လဲပေါ့စစ်ပွဲတွေဘာတွေရှိသလားပေါ့ဒီပြင်ဘာတွေထူးခြားမှုရှိလဲဆိုတော့ထူးခြားတဲ့သတင်းလေးကိုမေးလိရှိဒါဘယင်ရဲ့သဘာဝအခုလည်းပဲတာဝတိပြည်ကလာရဲဆိုတော့ဘာထူးခြားလဲဆိုတော့မမဖျားတဲ့လောကမှာဖျားပွင့်နေပြီဘုဒ္ဓလောကေသမုပ္ပါဏောဟိတယတပ္ပပါဏိတာလောကမှာဖျားပွင့်နေပြီအဲ့ဒီအကြောင်းလေးကိုပြောလိုက်တယ်အဲ့တော့ဗုဒ္ဓဆိုတဲ့အတန်လေးကျဲမနဲ့ဘိဓရဲ့မဟာကပိနဘုရင်ကြီးမိမတတ်ဖြစ်သွားတယ်ဒါဆိုရင်ဖျားတရားကိုနာဘူးလားမနာဘူးဖျားအကြောင်းသိလားမသိဘူးအခုမှကြားတာဒါပေမဲ့ဘိဓရဲ့အခုကြားယုံများနဲ့စိတ်ထဲမှာသဘောကျပြီးတော့ပီတိတွေဖြစ်လာပြီးတော့ဘိဓရဲ့မိမတတ်ဖြစ်သွားတယ်ဖျားရဲ့တရားကိုနာရလို့တရားတွေကိုသဘောကျလို့ကြီးညိုတယ်ဆိုတာကတစ်မျိုးအခုတော့ဖျားအကြောင်းကိုလည်းနည်းနည်းမှမသိဖျားတရားကိုလည်းတစ်ခါမှမနာဘူးဒါပေမဲ့ဗုဒ္ဓဆိုတဲ့အတန်တွေကြားယုံများနဲ့သူ့ရဲ့စိတ်ထဲမှာပီတိဖြစ်သွားတယ်
အဲ့ဒီပီတိကဘယ်လောက်ဖြစ်လဲဆိုတော့မိမတဖြစ်သွားတယ်အဲ့ဒီလိုဖြစ်ရခြင်းဒီဗိဒ္ဓရဲ့ဟိုအတိတ်ကပါလေကံတရားလောကကြီးမှာအမှတ်တမဲ့ဖြစ်တာရှိလားအကြောင်းအကျိုးစနစ်ကြပေါင်းစုံပြီးမှဖြစ်လာတာကြီးပဲအမှတ်တမဲ့ဖြစ်တာဘာတစ်ခုမှမရှိဘူးเนาะအကြောင်းမဲ့ဖြစ်ရတစ်ခုမှမရှိဘူးအခုဗိဒ္ဓရဲ့ဘုရားကြောင့်လည်းမသိဘူးဘုရားတရားလည်းမနာဘူးဒါပြင်ဗုဒ္ဓဆိုတဲ့အတန်လေးကြားရုံများနဲ့เนาะပီတိတွေဖြစ်ပြီးတော့မိမတဖြစ်သွားတယ်အဲ့ဒါပါလေဟိုအတိတ်ကအကြောင်းတရားရှိကြလို့အဲ့ဒီအကြောင်းတရားကဘာလဲဆိုတော့ဟိုဘဝတစ်ခုမှာဘဒုမௌဒ္ဒရမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်မှာဗိဒ္ဓရဲ့မြတ်စွာဘုရားကိုအလင်းကျူးမြတဲ့တက္ကပေါ့အဲ့ဒီမှာဣတတဲ့ဆုတောင်းထူးချွန်တဲ့ယဟန်ဖြစ်ရပါလို့ဤဆိုပြီးတော့ဆုတွေတောင်းပြီးတော့ကောင်းမှုတွေလုပ်ဗာရမီ7ပါးကိုလည်းဖြစ်ကျင့်ပေါ့အဲ့ဒီကနေဘဝတွေအမျိုးမျိုးကျင်းလဲပြီးတော့ဗိဒ္ဓရဲ့ကတ္တပဘုရားလက်ထက်မှာကျောင်းတက္ကဖြစ်ခဲ့တယ်တဲ့အဲ့ဒီကတ္တပဘုရားလက်ထက်တုန်းကလည်းကတ္တပမြတ်စွာဘုရားကိုအလွန်ကြည်ညိုတဲ့တက္ကမြတ်စွာဘုရားအတွက်ငါလူအပ်ရာရာကိုပံ့ပိုးမယ်ဆိုပြီးတော့စွမ်းသင်္ကန်းကျောင်းစေပစ္စည်းလေးပါထောက်ပံ့ပြီးတော့တကယ်နော်သာသနာပြုပုဂ္ဂိုလ်တခါအဲ့ဒီကနေဗိဒ္ဓရဲ့ဘဝတွေမျိုးမျိုးကျင်လဲပြီးတော့တခုသောဘဝမှာရွာတကြီးဖြစ်ခဲ့ဘူးတယ်ဒါပါလေမာကပိနရဲ့အကြောင်းတရားတွေကိုဗိဒ္ဓရဲ့ကြည့်နေတာနော်အခုပါလေဗုဒ္ဓဆိုတဲ့အတန်လေးကြားယုံများနဲ့စိတ်ထဲမှာပီတိတွေဖြစ်ပြီးတော့မိမတဖြစ်သွားတာအဲ့ဒါအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးအတိတ်ကဒီလိုပါလေကောင်းမှုတွေလုပ်ခဲ့ဘူးတယ်ဒီလိုဘုရားတွေကိုပါလေကိုးကွယ်ခဲ့ဘူးတယ်ဒါလေးကိုပိဋကရဲ့နော်သိထားရမယ်အဲ့လိုရွာတကြီးဖြစ်ခဲ့စဉ်ကပိဋကရဲ့တော်ရတောင်ထဲသွားရင်းနဲ့ပိစိကဗုဒ္ဓကြီးနဲ့တွေ့အရှင်ဘုရားတို့ဘယ်ကိုသွားဖို့လဲဘုရားအေးကွယ်ဘယ်ရလို့ဥတည်ခြင်းမရှိပါဘူးတရားအထုတ်ဖို့တင့်တယ်တဲ့နေရာလေးရှိရင်ငါတို့တည်င်းသုံးဖို့ပါပဲဟာအဲ့လိုဆိုရင်ဘုရားအရှင်ဘုရားတို့တပည့်တို့ရွာကြီးကိုအမိပြုပြီးတော့နေပါလားဘုရားတပည့်တို့ဆွန့်ကပ်ပြရစီဘုရားအဲ့တော့ရွာတကြီးရလျှောက်တဲ့အခါမှာပိစိကဗုဒ္ဓတရားလက်ခံတယ်အဲ့တော့ပိစိကဗုဒ္ဓတရားရွာထဲမှာကြွပြီးတော့ဆွန့်ဖုံးပေးကြဘူးအဲ့တော့ရွာတကြီးနဲ့တကွာသူ့ရဲ့တပည့်သူ့ရဲ့ဆွေမျိုးသားချင်းတွေသူ့ရွာသူရွာသားတွေစုပေါင်းပြီးတော့ပိစိကဗုဒ္ဓတွေကိုဆွန့်ကပ်ကြအဲ့တော့ရှင်ဘုရားတို့ကဥတည်ခြင်းမရှိဘူးဆိုတော့ဒီနေရာတည်င်းသုံးဖို့တပည့်တို့လျှောက်ပြရစေပါဗျာအေးတကားတို့လျှောက်တာဟုတ်ပြီကွယ်တဲ့ငါတို့ဘယ်လိုနေရာနေမယ်လဲတဲ့အရှင်ဘုရားတို့အဲ့ဒီမကြောက်ကြပါနဲ့ဗျာအရှင်ဘုရားတို့နေမယ်ဆိုရင်နေစရာအဆောက်ကိုဒီလိုတာဝန်ယူရမယ်ဗျာနေဖို့ထိုင်ဖို့နော်စွန့်ကွန်ဝေယဝေစာအဲ့ဒီတဲ့ဘာဆိုဘာမှမကြောက်ကြပါနဲ့ဗျာအရှင်ဘုရားတို့နေရင်ပြီးရောဗျာဧကွယ်မင်းတို့စီမံပေးမယ်ဆိုရင်လည်းပဲငါတို့တည်င်းသုံးမှာပေါ့ဒါနဲ့အဲ့ဒီရွာသူကြီးဥသိပြီးတော့တရွာလုံးပိဋကရဲ့ပိစိကဗုဒ္ဓတွေတည်င်းသုံးဖို့ဆိုပြီးတော့အေးချောင်းလေးတွေစောက်ကြတယ်အမေတာခန္ဓာတဲ့ဗိမာန်ကြီးတွေမဟုတ်ပါဘူးအမေတာခန္ဓာတဲ့အကြောင်းတက်ကြီးတွေမဟုတ်ဘူးတော်တဲ့တောင်ထဲမှာဗိဒ္ဓရဲ့အာတိတွေဝါတွေခုံပြီးတော့တည့်ရတွေမိုးပြီးတော့အဲ့ဒီပိစိကဗုဒ္ဓတွေအတွက်ဆိုပြီးတော့တေချောင်းလေးတွေစောက်ပြုတ်ပြီးတော့လှူဒန်းကြတယ်ဒါနဲ့ပိစိကဗုဒ္ဓတွေကအဲ့ဒီနှစ်ဝါတွင်မှာအဲ့ဒီတော်ထဲမှာဝါဆိုပြီးတော့ဒီရွာကိုအမိပြုတ်ပြီးတော့နေကြတယ်ဝါကျွတ်ပြီးဆိုတော့ပြန်မယ်ဆိုတဲ့အကြောင်းပြောပြတော့အရှင်ဘုရားတို့တပည့်တို့သင်္ကန်းလှူပြရစီဘုရားဝါကျွတ်တဲ့အခါမှာသင်္ကန်းလူပြရစီဘုရားဆိုပြီးတော့လျှောက်ထားပြီးတော့ရွာသူကြီးနဲ့တကွာရွာသူရွာသားတွေစုပေါင်းပြီးတော့အဲ့ဒီပိစိကဗုဒ္ဓတွေကိုဝါဆိုသင်္ကန်းပေါ့နော်ရှိတော့ကဝါဆိုသင်္ကန်းဆိုဝါကျွတ်မှလှူတာဒီကနေ့တော့ဗါတော့ဒီကနေ့ခေတ်တော့ဝါဆိုသင်္ကန်းဆိုတော့ဝါဆိုလှူကြတယ်မဟုတ်လားဘယ်ချင်းလှူလို့ရတယ်နော်ဝါဆိုလှူလဲရတယ်ဝါကျွတ်မှလှူလဲရတယ်ဝါလဲမှလှူလဲရတယ်ကာလသတ်မှတ်ချက်မရှိဘူးကိုယ့်ရဲ့စိတ်ထဲမှာအာယုံပြုတ်ဖို့ပဲလိုတယ်ဩဝါဆိုတဲ့တန်ခါဆိုရင်ပြီးရောဘယ်မှာဝါဆိုပေါ့ငါလှူမယ်လို့ရည်စူးလိုက်ရင်ပိဋကရဲ့အဲ့ဒါဗာသင်္ကန်းဖြစ်သွားတယ်ဝါကျွတ်တဲ့အခါမှာပိဋကရဲ့အဲ့ဒီရွာသူကြီးခေါင်းဆောင်ပြီးတော့ရွာသူရွာသားတွေဟာပိစိကဗုဒ္ဓအရှင်သူမြတ်တွေအတွက်ဆိုပြီးတော့သင်္ကန်းချုပ်ပြီးတော့လှူကြတယ်တဲ့အဲ့နောက်ပိစိကဗုဒ္ဓတွေပြန်သွားကြပေါ့အဲ့ဒီဘဝတုန်းကလည်းပိဋကရဲ့စွမ်းသင်္ကန်းကျောင်းစစ်ပိစိကဗုဒ္ဓတွေကိုပစ္စည်းလေးပါထောက်ပံ့ပြီးတော့လှူခဲ့ဘူးတယ်အဲ့ဒါဘယ်သူရဲ့အကြောင်းတရားလဲ
မဟာကပ္ပိနမထေရရဲ့အကြောင်းတရားအဲ့ဒီအကြောင်းတရားကနေဘိဒ္ဓရေဖန်ဆင်းလိုက်တာအခုဖရာလက်ထရောက်တော့မဟာကပ္ပိနဆိုပြီးတော့ဖြစ်လာတာမို့လားအခုပိဿုပန်ဘွားကိုရလာခြင်းဒီအတိတ်ကကံတရားကြောင့်အဲ့တော့အတိတ်ကပါရမီ7ပါးကိုလည်းဖြည့်ကျင့်ခဲ့ဘူးတယ်ကောင်းမှုတွေလည်းမြောက်များစွာလုပ်ခဲ့ဘူးတယ်ဖရာတဲ့ကကြောင်းတဲ့ကဒီလိုလည်းဖြစ်ခဲ့ဘူးတဲ့မဟာကပ္ပိနအဲ့ဒီကောင်းမှုတွေကနှိုးဆော်လိုက်သည့်အတွက်အခုဗုဒ္ဓဆိုတဲ့အတန်လေးကြားယုံများနဲ့ဘိဒ္ဓရေမေမတ္တဖြစ်သွားတာဖရာအကြောင်းလည်းမကြားဘူးဖရာတရားလည်းမနာဘူးဒါပေမဲ့ဗုဒ္ဓဆိုတဲ့အတန်လေးကြားယုံများနဲ့ပီတိဖြစ်တယ်ဆိုတာဟိုအတိတ်ကံကနှိုးဆော်လိုက်လို့ဘုန်းကြီးဟိုတနေ့ကတည်းကတစ်ခုဖတ်လိုက်ရတယ်ထူးထူးခြားခြားပေါ့ကချင်ပြည်နယ်ကအမျိုးသမီးတစ်ယောက်သူကဗုဒ္ဓဘာသာမဟုတ်ဘာသာကြားဒါပေမဲ့ညရောက်တဲ့အခါမှာဘိဒ္ဓရေအိမ်မက်မဲ့ပြီဆိုရင်ဖျားဖူးသွားရတယ်တခါတည်းဗုဒ္ဓဂါယပေါ့တခါတည်းရွှေတေကုံပေါ့ဖျားဖူးသွားရတယ်ဆိုပြီးတော့မကြမကြမဲ့တယ်စဉ်းစားကြည့်ဗုဒ္ဓဘာသာမို့ဖျားဖူးသွားတယ်လို့မေတ္တာကမဆန်းဘူးအခုကဘိဒ္ဓရေဘာသာကြားဘာသာကြားဖြစ်ပါလေဟာရွှေတေကုံကငါသွားဖူးရတယ်ဟာကျဲထီကိုသွားဖူးရတယ်ဆိုပြီးတော့ဒီလိုမကြမကြမဲ့တယ်တဲ့အဲ့ဒါဘာကြောင့်လဲဆိုရင်ဘိဒ္ဓရဲ့အတိတ်ကံကပါလေနှိုးဆော်လိုက်တာအတိတ်ကံကနှိုးဆော်လိုက်တာကံကောင်းကျင်တော့ तू ကဗုဒ္ဓဘာသာအမျိုးသားနဲ့အိမ်အောင်ကြတယ်သူ့ရဲ့စိတ်ထဲမှာလေဘိဒ္ဓရဲ့ဘုရားကဖူးကျင်နေတာတို့ဆိုသူ့ရဲ့အတိုင်းဝိုင်းကလက်မခံတော့ဒီလိုပဲကြိတ်မိပြီးတော့နေခဲ့ရတယ်အခုဗုဒ္ဓဘာသာအမျိုးသားနဲ့အိမ်အောင်ကြတဲ့အခါမှာဗုဒ္ဓဘာသာဖြစ်သွားတယ်အဲ့တော့ဆိုကျင်တာကဘာသာကြားဖြစ်ပါလေရဲ့နော်ဘုရားဖူးရတယ်လို့အိမ်မက်မဲ့တယ်ဆိုတာဒါပစ္စုပန်အကြောင်းတရားကိုကြည့်မယ်ဆိုရင်လက်ခံနိုင်စရာမရှိဘူးတကယ်တော့အိမ်မက်မဲ့တယ်ဆိုတာကိုကျင်လည်ခဲ့တဲ့ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ပဲမဲ့တာမို့လားကိုရောက်ဖူးတဲ့နေရာတွေကိုတည်ဖူးတဲ့ပုံကိုယ်တွေကိုကြုံတွေ့ရတဲ့အခက်အခဲတွေကိုကျင်လည်ခဲ့တဲ့ဘိဒ္ဓရဲ့အတိုင်းအဝန်းပေါ့ဒါတွေနဲ့ပတ်သက်ပြီးတော့မဲ့တာပဲအခုတော့ဘိဒ္ဓရဲ့ဖျားလက်တခါမှမဖူးဘူးသူ့ရဲ့မိဘတွေကလည်းပဲဗုဒ္ဓဘာသာမဟုတ်ဘူးသူကိုယ်တိုင်ကလည်းဘိဒ္ဓရဲ့ဗုဒ္ဓဘာသာမဟုတ်ဘူးဒါပေမဲ့ရွှေတေကုံကဖူးရတယ်တဲ့ဟာကြိုက်ထီကိုသွားပြီးတော့ဖူးရတယ်တဲ့ဒါအတိတ်ကဘိဒ္ဓရဲ့ဒီဖျားတွေကိုပါလေဖူးခဲ့ဘူးလို့ဒီဖျားတွေမှာသွားပြီဘူးလို့ရောက်ခဲ့ဘူးလို့ဘိဒ္ဓရဲ့သူ့ရဲ့စိတ်ထဲမှာပါလေအိမ်မက်မက်တာနော်ပြောချင်တာကပစ္စုပန်အကြောင်းတရားတစ်ခုတည်းကိုကြည့်ပြီးတော့အမှားအမှန်ကိုဝေဖန်လို့မရဘူးဆိုတာလေးကိုမဟာကပ္ပိနမင်းတရားကြီးပစ္စုပန်အကြောင်းတရားကိုကြည့်မယ်ဆိုရင်ပိဋကရဲ့သူ့နိုင်ငံမှာဘုရားဆိုတာလည်းမရှိသေးဘူးတရားဆိုတာလည်းမရှိသေးဘူးကြားဘူးလားဆိုကြားလည်းမကြားဘူးတရားတွေနာဘူးလားတရားတွေလည်းမနာဘူးဒါပေမဲ့ဘုရားဆိုတဲ့အတန်လေးကြားလိုက်တာနဲ့သူ့ရဲ့စိတ်ထဲမှာမိမတ္တဖြစ်သွားတာပစ္စုပန်အကြောင်းတရားကိုကြည့်ရင်တော့ပိဋကရဲ့လက်ခံစရာမရှိဘူးဒါပေမဲ့ကံဆိုတာက2မျိုးရှိတယ်အတိတ်ကံနဲ့ပစ္စုပန်ကံအဲ့ဒီအတိတ်ကံဆိုတာဘိဒ္ဓရဲ့ဒါဘုရားယဟန္တာတွေမှာသိတာနော်အဲ့တော့မဟာကပ္ပိနမင်းတရားကြီးဟာအဲ့ဒီလိုဥယျာဉ်သွားရင်းနဲ့ဂုံတယ်နဲ့တွေ့ဂုံတယ်ရဲ့တရင်ပေးမှုကြောင့်လောကမှာဘုရားပွင့်နေပြီဆိုတာကိုသိပြီဆိုတဲ့အခါမှာဟာဒီလိုဆိုရင်ငါဘုရားသွားဘူးမယ်ဘုရားထံသွားပြီးတော့တရားနာမယ်တခါတည်းဘိဒ္ဓရဲ့ဘုရားထံနော်အပြေလာသွားတော့တာပဲအတေကနှုတ်ဆော်ခဲ့တဲ့ပါရမီကြောင့်ဘုရားဆိုတဲ့အတန်လေးကြားယုံများနဲ့ဘိဒ္ဓရဲ့ချက်ချင်းဘုရားထံသွားဘုရားထံရောက်ပြီဆိုတဲ့အခါမှာမြတ်စွာဘုရားကိုသွားပြီးတော့ရှ िख ိုးပေါ့အဲ့တော့မြတ်စွာဘုရားကတရားဟောအဲ့ဒီတရားရဲ့အဆုံးမှာသောတာပန်ဖြစ်သွားအဲ့ဒီလိုသောတာပန်ဖြစ်ပြီဆိုတော့မဟာကပိနမင်းတရားကြီးကဆုံးဖြတ်ချက်ချလိုက်တယ်ကဲတော်ပြီငါလူပေါင်းလောကကြီးမနေကျင်တော့ဘူးယဟန်ဝတ်တော့မယ်ယဟန်မှာဒီယဟန်တရားတွေကိုငါအထုတ်လို့ရမှာငါဒီတိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတာတကယ်တော့တိုင်းပြည်အုပ်ချုပ်တဲ့နော်အလုတ်ဆိုတာအင်မတန်မှခက်ခဲတယ်ဒီအလုတ်တွေလုပ်နေမယ်ဆိုရင်ငါဒီတရားတွေပြဉ္ညာညုတ်ကိုအထုတ်လို့ရမှာမဟုတ်တော့ဘူးဒါကြောင့်တော်ပြီငါရဲ့မင်းစည်းစိမ်ကိုငါဆွတ်လွတ်မှပဲတခါတည်းအပြည့်တိုင်ဆွတ်လွတ်ပြီးတော့ယဟန်ဝတ်လိုက်တယ်မဟာကပ္ပိနမင်းတရားကြီးအခုယဟန်ဖြစ်လာပြီလူဘွားတော်ကဘိဒ္ဓရဲ့သောတာပန်နော်
အဲ့တော့ယဟန်ဖြစ်လာပြီဆိုတဲ့အခါမှာတရားဓမ္မတွေဆက်လက်ပြီးတော့ကျင့်ကြံကြုတ်ကိုအထုတ်တယ်အဓိကအထုတ်တာကဘာကမ္မထံအာနာပါနကမ္မထံအဲ့ဒီကမ္မထံကိုစီးဖြန်းရင်နဲ့မလေးတံဖိုလေးတံရပြီးတော့ယဟန္တာဖြစ်သွားတယ်ယဟန္တာဖြစ်ပြီဆိုတော့နော်အဟောတုခံအလွန်ငြိမ်းချမ်းပဲယဟန်ဘဝကိုပိဋကရဲ့နော်သူ့ရဲ့စိတ်ထဲမှာသဘောချလွန်းလို့အလွန်ချမ်းသာပဲအလွန်ငြိမ်းချမ်းပဲဒီလိုလေးပြောတာကိုကျန်တဲ့တန်ဃာတွေကဟာမင်းစည်းစိမ်တရိယာလိုပဲဆိုပြီးတော့မြတ်စွာဘုရားသွားလျှောက်အဲ့တော့မြတ်စွာဘုရားကခေါ်ခိုင်းပြီးတော့ဒီကြောင်းလေးကိုပြောပြသူကလည်းရှင်းပြမင်းစည်းစိမ်တရိယာလိုမဟုတ်ပါဘူးဗျာဓမ္မနဲ့နေရတာငြိမ်းချမ်းလွန်းလို့အလွန်ချမ်းသာပဲလို့ပြောရတယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားကိုလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကတရားရှိမှငြိမ်းချမ်းနေဆိုတဲ့ဂါထာလေးကိုမိန့်လိုက်တာဓမ္မပိတိဒုက္ခတိတိဝိပ္ပတန္နေနာစေတတာအရိယဘဝေတိတေဓမ္မေတရာဓမ္မတိပန္တိတောဓမ္မပိတိဓမ္မကိုတောက်သုံးတဲ့ပုဂ္ဂိုလ်သည်ဝိပ္ပတန္နေနာကြည်လင်သောစေတတာစိတ်ထားဖြင့်ဝိပ္ပတန္နေနာကြည်လင်သောစေတတာစိတ်ထားဖြင့်ဒုက္ခတိတိချမ်းသာစွာနေရတယ်တတမထိုကြောင့်ပန္တိတောဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သည်တရာနေယောညပါဘေကမဆိုင်အချိန်ကြီးတိုင်းပန္တိတောဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သည်ဓမ္မေတရားမဓမ္မတိမွေလျော်လေတော်ဤဣတိဤသို့ဘဂဝါဘုန်းတော်ကြောင့်မတခင်ဘုရားရှင်ကိုရောမြတ်သည်ကရေတိကောင်းစွာမဲ့တွေမိတ်ကြတော်မူခဲ့ပါပေတည်း